Hello အားမမပါရှင်ခေပါခေကတော့ဒီနေ့မှာခေကိုရိုင်းဆောက်ထားတဲ့ဆောင်းလက်စာအိမ်လေးကိုပြမှာပဲဖြစ်ပါတယ်ခေနဲ့တူတူဆောင်းလက်စာအိမ်လေးကိုကြည့်ရအောင်ဒါခေကိုရိုင်းဆောက်ထားပါခေက Hello Kitty အရန်ကြိုက်တဲ့အတွက် Hello Kitty ရဲ့အရောင်ကိုစားပြီးဖြစ်တဲ့အနီနဲ့ဖြူကိုပို့ပြီးတော့သုံးထားရပေါ့နော်ကျန်တဲ့အပန်းအောင်လို့ဘာလို့လဲခေသုံးထားပါတယ်ဆောင်းလက်စာပဲရှိသေးတယ်ပေါ့နော်ခေတို့ဒီကျမ်းပြင်လေးကိုတော့ခေပန်းအောင်လေးသုံးထားပါတယ်အဲဒီမှာဒီလိုပေါ်ထက်လေးကားလေးချလိုက်လို့ရှင်ဒီလိုမှန်ပေါင်းလေးနဲ့တက်လို့ရမယ်ပေါ့နော်ဒီစိုင်းလေးထွင်ထားပါတယ်ရှင်ဒီမှာမီးလုံးလေးလည်းရှိမယ်ပေါ့နော်ဒီဘက်အခန်းကတော့ဘာမှမလုပ်ပါသေးပါဘူးရှင်ကောင်မလေးရဲ့အခန်းကိုခီလုပ်ထားပြမယ်ပေါ့နော်ဒါမကြီးကောင်မလေးရဲ့အခန်းကိုခီလုပ်ထားပါတယ်ဒီမှာအိတ်လို့ရအောင်စီစဉ်ပေးထားပါတယ်ဒီမှာခေါင်းပေါ်အောင်ပေါ့နော်ခီလုပ်ပေးထားပါတယ်ဒီမှာပါပြန်ပြမယ်ပေါ့နော်တူလာအဲ့လိုမျိုးပြင်လို့ရပါတယ်ရှင်ကတင်လေးကိုလည်းလုပ်ပေးထားဒီမှာလည်းခီကိုထိုင်ရမယ့်နေရာလေးလည်းလုပ်ပေးထားပါတယ်နောက်ပြီးဒီမှာဆိုဖာလေးတစ်ခုရှိမယ်ပေါ့နော်ဒါတော့ခီတို့တိတ်ပြီးမထည့်ရသေးဘူးပါခီအများကြီးထည့်ဖို့ရှိသေးရဲ့ပေါ့နော်အိတ်ကလေးအခဏပေးအောင်အိတ်ကမြတ်အထားကတော့ဒီမှာဆိုရင်ခီကိုလုပ်ထားရပေါ့နော်ဒီအိမ်ရလေးကိုခီပို့ကြိုက်ပါတယ်ဒါပေမဲ့လောက်ကအောင်ပေါ့နော်ဒီထဲမှာထပ်ထည့်မဲ့ဟာရရှိပါသေးတယ်ဒီမီးလုံးလေးပိုင်းမထည့်ရသေးဒီမှာဆိုရင်ခီရောဒီအိမ်နာတိတ်ပြီးတော့ဘာမှမရှိဘူးထွေးတိတ်ဘာမှမလုပ်ကဘာမှတိတ်ပြီးမလုပ်ကသေးဘူးเนาะအပြင်ဘက်တွေကအကုန်လုံးကာပြီးပြီပေါ့နော်ဒီမှာခီဒါထည့်ထားတယ်ပြီးတော့ဒီမှာဒီဘူချောင်းကိုခီလောက်ထားပါတယ်ကွာအထဲကအစားဒီမှာခီမီးလေးထည့်ပေးထားတယ်ပေါ့နော်အထဲအပြင်မှာစတေချာလောက်ပြီးထားပါတယ်ရှင်ဒီမှာခီရိုဒီမှာအီဘူချောင်းရှိမယ်ပေါ့နော်ဒီမှာဖွင့်လိုက်လို့ရှိရင်အန်ဇွဲကဒီဘက်အစွန်ဆုံးပေါ့နော်အစွန်ဆုံးဖွင့်ရမှာပါဖွင့်လိုက်မှဆိုခီရိုအန်ဇွဲလေးထွက်လာပါမယ်။မှာဆိုလို့ရှိရင်ဂေတတာရှိပါမယ်ရှင်။ဒီမှာခီရိုဒီမှာခီလောက်ထားပါဒီပေါ်ကတော့တိတ်မလောက်ကသေးဘူးထည့်ပြီးရင်တော့ခီပြပါမယ်။ပေါ်ဓာတ်ကတော့ခီရိုဘာမှမရှိသေးပါဘူးရှင်ကုလိုလောဆယ်ခီရိုအခုလောက်တာတရက်နဲ့ပြီးသွားတာပေါ့တရက်တောင်ခီနေကတနာရီရလာမလို့အခု4နာရီဖြစ်ပြီပေါ့နော်။ဒီလိုလဲဒီမှာကြည့်လိုက်ပါအောင်ခဏစော3မိနစ်တရားလောက်တာဖုန်းကြည့်ရတယ်ဘာလို့ဆိုပြီး80ရာလောက်တယ်ပေါ့နော်93မရှိပါဘူးဒီအေရှိယာဒီနင်းနဲ့ချက်ကိုလည်းလောက်ကအောင်မယ်ပြီးတော့ဒီမှာကာရာတော့အကုန်လုံးပြီးစီးသွားပါပြီဒီမှာပါကာရာပြီးသွားပါပြီဒီကြားရဲပဲကြံတာပါကြားရဲလေးနဲ့ကာပါမယ်ဒီမှာပေါ့နော်ဒီမှာဒီတိုင်လေးတွေဖြည့်ထည့်ရပါမယ်ပြီးတော့ဒီအောက်ကဟာပေါ့နော်ဒီအောက်ကဒီမှာပါတယောက်ကဒီကျမ်းပြင်လေးတွေကိုအယောင်ပြောင်းရမှာပေါ့နော်ခီအိမ်ဆောင်လေးကိုတော့နောက်ပြီးဒီမှာပြောပြလိုက်ပါမယ်ဒါကတော့ခီဆောက်ထားတဲ့အိမ်တစ်ဝက်တစ်ပြက်လေးပဲဖြစ်ပါတယ်အိမ်ဆောက်လို့အကုန်လုံး decoration ကုန်ပြီးပြီဆိုတော့ ID ထုတ်ပါမယ်ရှင်ဘိုင်ဘိုင်ပါခီရဲ့ကိုသိချင်တာရှိရင်မိတ်ကလို့ရပါတယ်ခီရဲ့ channel like subscribe လုပ်ခဲ့ပေးကြပါရှင်ဘိုင်ဘိုင်